တနေ့မှာဝဝန်ကြီးတကောင်ကပြားအောင်ကြီးကိုတွေ့သွားတယ်။သူကပြားရည်စားချင်လို့ပြားအောင်ကိုသူ့လက်ကလေးနဲ့ပြားရည်ကိုတုံရင်းစားမလို့လုပ်နေတာပေါ့။အဲ့ဒီအချိန်မှာပြားလေးတကောင်ကထွက်ပြီးစင်ခေါ်လိုက်တယ်။ရော့ဒီမှာဆိုပြီးဝဝန်နှာခေါင်းကိုဝင်တုတ်လိုက်တာပေါ့။အာဝဝန်ကြီးရဲ့နှာခေါင်းကြီးနီရဲပြီးရောင်တက်လာရော။ဝဝန်ကြီးကစိတ်တူပြီးပြားအောင်တစ်ခုလုံးကိုဖျက်ဆီးပစ်လိုက်တယ်တဲ့။ဝုန်းကနေဆိုပြားတွေထောင်ပေါင်းများစွာထွက်လာပါတော့တယ်။ပြားတွေကဝဝန်ကြီးကိုစိတ်ဆိုးဆိုးနဲ့ဝိုင်းပြီးထိုးကြတော့တာပဲ။အင်အားကြီးတဲ့ဝဝန်ကြီးဟာကြောက်လန့်နေကြထွက်ပြေးရပါပြီ။ကဲကြပါဦးငါ့နောက်ကိုလိုက်နေကြပြီ။သူဘလောက်ပြေးပြေးပြားတွေကတောက်လျှောက်လိုက်နေတာ။အဲ့ဒီအချိန်မှာသူရေကန်ကြီးတကန်ကိုလှမ်းမြင်လိုက်တယ်။ဝုန်းဆိုပြီးရေထဲကိုအရှိန်နဲ့ခုန်ချလိုက်ပါတော့တယ်။ရေထဲမှာခေါင်းလေးပဲပုံနေပြီးပြားတွေကအပေါ်ကစောင့်နေတာပြားကြီးတွေကအောင်နိုင်သူတွေအဖြစ်အိမ်ကိုပြန်သွားကြပြီဝဝန်ကြီးကတော့အဆက်တကွဲနဲ့ရေထဲကပြန်တက်လာရရှာတယ်အကောင်ကြီးတိုင်းအမြဲမနိုင်နိုင်ဘူးဆိုတာသူနားလည်သွားပြီသေးငယ်ရဲ့ပြားလေးတွေဟာစီးလုံးမှုနဲ့အနိုင်ယူခဲ့တာပါဒီပုံမြင်လေးရဲ့သင်ခန်းစာကတော့စီးလုံးခြင်းသည်အင်အားပဲဖြစ်ပါတယ်ပုံမြင်လေးကြိုင်ရင် like and share လုပ်ထားဖို့လည်းမမေ့နဲ့အောင်နော်